အားလုံးပဲမင်္ဂလာပါ Safe Space မြန်မာမှာကြိုဆိုပါရစေအခုတင်ဆက်မှာကတော့ Safe Space မြန်မာရဲ့မင်းတယောက်တည်းမဟုတ်ပါဘူးဆိုတဲ့အစီအစဉ်ပါခင်ဗျားတို့ရဲ့ဇလန်းတွေကိုနားထောင်ပေးပြီးခင်ဗျားတို့ရဲ့ခံစားချက်တွေဖြစ်တည်မှုတွေကိုတန်ဖိုးထားတဲ့ရပ်ဝန်းလေးကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ကကိုထပ်ပါဒီနေ့ခရီးစဉ်အတွက်ခင်ဗျားတို့ရဲ့အဖော်မွန်ဖြစ်ပါလိမ့်မယ်ဒီနေ့မှာတစုံတစ်ယောက်ဟာကိုယ့်အိမ်ကိုယ့်နေရာကိုယ့်ပတ်ဝန်းကျင်ကနေပြောင်းရွှေ့ရတာကြောင့်နေသားမကျဖြစ်နေတယ်လို့ခံစားနေရတယ်တစုံတစ်ယောက်ကအလုတ်လက်မဲ့ဖြစ်သွားလို့ဝင်ငွေမရှိတော့တာကြောင့်မနှက်ဖြန်ဘာဖြစ်လာမလဲဆိုတာမသိမချာဖြစ်နေတယ်။တားဖြစ်သူကအကြောင်းရစိတ်တွေနဲ့အတူအိမ်ကနေထွက်ခွာသွားတာကြောင့်မိခင်တူကဝမ်းနည်းပူဆွေးနေတယ်။နောက်တစ်ယောက်ကတော့စစ်သားတွေရောက်လာမှကိုကြောက်လို့နေတိုင်းညတိုင်းပုံအောင်နေရတယ်။ဒီအတွေ့အကြုံတွေအားလုံးမှာဘယ်အရာကတူညီနေပါသလဲ။ကြောက်ရွံ့ခြင်းနဲ့စိုးရိမ်ပူပန်ခြင်းတို့ပါပဲဒီအပိုင်းမှာဒီခံစားချက်နှစ်ခုအကြောင်းနဲ့အဲ့ဒီခံစားချက်တွေကကိုယ့်ကိုမထိန်ချုပ်နိုင်အောင်ဘယ်လိုကင်တွယ်ဖြေရှင်းရမလဲဆိုတာကိုအားလုံးကိုနှွေးထွေးစွာပြောပြပေးချင်ပါတယ်အရင်ဆုံးကြောက်ရွံ့ခြင်းအကြောင်းကိုပြောရမယ်ဆိုရင်ကြောက်ရွံ့ခြင်းဆိုတာအားနည်းခြင်းရဲ့လက္ခဏာမဟုတ်ပါဘူးတကယ်တော့ဒါဟာအသက်ရှင်တန်ရေးရဲ့တုံ့ပြန်မှုတစ်ခုပါဒါဟာကိုယ့်ရဲ့အုံနောက်ကတစ်ခုခုအန်တရာယ်ရှိနိုင်တယ်တတိထားလို့ကိုယ့်ကိုပြောနေတဲ့နီလန်းတစ်ခုပါပဲဒီသဘာဝတုံ့ပြန်မှုကိုထိတ်တိုက်ရင်ဆိုင်ခြင်းသို့မဟုတ်ရှောင်ပြေးခြင်းတုံ့ပြန်မှု fight or flight response လို့ခေါ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူသားတွေတောထဲမှာနေထိုင်ခဲ့ကြတော့ကဒီတုံ့ပြန်မှုကလူသားတွေကိုအသက်ရှင်တန်အောင်ကူညီပေးခဲ့ပါတယ်ကြားတကောင်အနားရောက်လာရင်မင်းရဲ့အုံနောက်ကမင်းကိုကာကွယ်ဖို့ချက်ချင်းတုံ့ပြန်ပါလိမ့်မယ်မင်းရဲ့နှလုံးခုန်နှုံးမြန်လာမယ်အသက်ရှူနှုံးမြန်ဆန်လာမယ်ကြွက်သားတွေတင်းမာလာပါလိမ့်မယ်အဲ့ဒီအချိန်မှာမင်းကအန်ဒီယေကိုထိတ်တိုက်ရင်ဆိုင်ပါလားဒါမှမဟုတ်ထွက်ပြေးမှလားဆိုတာကိုဆုံးဖြတ်ရပါတယ်ပြောရရင်မင်းဟာအဲ့ဒီကြားကိုပြန်ပြီးတိုက်ခိုက်မှလားကြားလက်ကလွတ်အောင်ထွက်ပြေးမှလားဆိုတာကိုဆုံးဖြတ်ရပါတယ်ဒါကြောင့်ထိတ်တိုက်ရင်ဆိုင်ခြင်းသို့မဟုတ်ရှောင်ပြေးခြင်းလို့ခေါ်တာပါဒီနေ့ခေတ်မှာလည်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေဟာအဲ့ဒီစနစ်အတိုင်းဆက်လက်အသုံးပြုနေသေးပါပဲဒါပေမဲ့ကြားတွေအစားအန်ဒီယေကတခြားအရာတွေဖြစ်လာတာပေါ့လေကိုယ်ပဝင်းကျင်ကရုတ်တရက်ကြားလိုက်ရတဲ့ကျဲလောင်တဲ့တနတ်တန်တွေအနီးနားကဖြတ်သွားတဲ့စစ်သားခြေတံတွေမိသားစုဝင်တအူးပျောက်ဆုံးသွားတဲ့တဲ့ဒါမှမဟုတ်မနှက်ဖြန်ဘာဖြစ်မလဲဆိုတာမသိခြင်းတွေစသဖြင့်ပေါ့လေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကချင်းချောက်မှုဟာစိတ်ပိုင်းဆိုင်ရာလားဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာလားဆိုတာမသိပါဘူးသူကတုတ်ပြန်ယုံပါပဲဒါကြောင့်မို့လို့ကိုခဏတာလုံခြုံနေတဲ့အချိန်မှာတော့ကိုယ့်ရဲ့နှလုံးခုန်နှုံးကမြန်နေနိုင်ပါတယ်ချွေးထွက်တာတုန်လှုပ်တာဒါမှမဟုတ်အသက်ရှူလို့မဝသလိုဖြစ်တာတွေခံစားရနိုင်ပါတယ်ဒါကကိုယ့်ရဲ့အမှားမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့အုံနောက်ကကိုယ့်ကိုကာကွယ်ဖို့ကြိုးစားနေတာပါဒါဟာကိုယ့်ရဲ့အုံနောက်ကသူ့ရဲ့လှုပ်ဆောင်ချက်အတိုင်းလှုပ်ဆောင်နေတယ်ကိုယ့်ကိုအသက်ရှင်တန်အောင်ထိမ့်သိမ်းထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒါပေမဲ့တခါတလေမှာကြောက်ရွံ့ခြင်းကရက်တွေလတွေအထိဆက်ဖြစ်နေတဲ့အခါကိုယ့်ရဲ့ခန္ဓာကိုယ်ကအဲ့ဒီဖြစ်လာနိုင်တဲ့အန္တရာယ်တစ်ခုခုအတွက်သတိထားပြီးအသင့်ပြင်ထားတဲ့ပုံစံမှာပဲပိတ်မိနေတတ်တယ်အဲ့ဒီအခါမှာကြောက်ရွံ့ခြင်းကစိုးရိမ်ပူပန်ခြင်းအဖြစ်ပြောင်းလဲသွားပါတယ်ပြီးတော့စိုးရိမ်ပူပန်ခြင်းကကြောက်ရွံ့ခြင်းနဲ့မတူပဲများသောအားဖြင့်တိကျသေချာတဲ့အန္တရာယ်ပေါ်မူတည်ခြင်းမရှိပါဘူးစိုးရိမ်ပူပန်ခြင်းဆိုတာဟာတစ်ခုခုမကောင်းတာဖြစ်နိုင်တယ်လို့ခံစားရတာပါဘာမှမဖြစ်သေးတဲ့အချိန်မှကိုခံစားနေရတာဖြစ်ပါတယ်အားလုံးကိုမျက်စိထဲမြင်အောင်ဥပမာနဲ့ပြောပြရမယ်ဆိုရင်လက်ညှိုးတစ်ချောင်းကကိုယ့်ရဲ့မျက်စိတက်တဲ့ကိုထိုးမိတော့မလို့ဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကရုပ်ချီးဆိုသလိုတင်းငနေဖြစ်လာပြီးမျက်စိကိုဇက်ကနေမိတ်ဖို့ပြင်တာအဲ့ဒီလက်ညှိုးကိုရှောင်ဖို့လုပ်တာစတာတွေကကြောက်ရွံ့ခြင်းနဲ့သူ့ရဲ့နောက်ဆက်တွဲလှုပ်ဆောင်မှုတွေလို့ပြောရမယ်ဒီနေရာမှာအဲ့ဒီလက်ညှိုးကကိုယ့်ရဲ့မျက်စိစီကိုတကယ်လာနေတာဖြစ်ပြီးမရှောင်ရင်ကိုယ့်အတွက်ဒုက္ခဖြစ်မဲ့အရာဖြစ်တယ်နောက်ထပ်အခြေအနေတစ်ခုက
တကယ်တမ်းကိုယ့်ရဲ့မျက်စိစီကိုလာနေတဲ့လက်ညှိုးကမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ကငါမျက်စိစီကိုလက်ညှိုးတစ်ချောင်းကတိတ်ကြီးဝင်လာရင်ဒုက္ခပဲဆိုပြီးတွေးပြီးဝင်လာခဲ့ရင်ရှောင်ဖို့မျက်စိမိတ်ဖို့ကိုကအသင့်ပြင်နေတဲ့အနေအထားဖြစ်နေတယ်တကယ်တမ်းဝင်လာနေတဲ့လက်ညှိုးကမရှိဘူးဒါကိုကစိုးရိမ်ပူပန်မှုလို့ပြောရမယ်ဒီတော့ကြောက်ရွံ့ခြင်းဆိုတာဟာလက်ရှိတကယ်ဖြစ်နေတဲ့အန်ဒီရဲ့အပေါ်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်မှုဖြစ်ပြီးစိုးရိမ်ပူပန်ခြင်းဆိုတာကလက်ရှိဖြစ်နေခြင်းမရှိဘဲဖြစ်လာနိုင်တယ်ဆိုတဲ့စိတ်အခြေအနေအပေါ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်မှုဖြစ်တယ်ဒါကြောင့်ကြောက်ရွံ့ခြင်းကဖြစ်နေတဲ့အန်ဒီရဲ့ပြီးသွားတဲ့အခါမှာပျောက်သွားပြီးစိုးရိမ်ပူပန်ခြင်းကတော့ကိုယ့်ရဲ့စိတ်ကအဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးတွေကိုဆက်တွေးနေတဲ့၍ဆက်ရှိနေမှာဖြစ်တယ်ဒါဆိုရင်တော့ကြောက်ရွံ့ခြင်းနဲ့စိုးရိမ်ပူပန်ခြင်းကဘာကွာလဲဆိုတာကိုသိမယ်လို့ထင်ပါတယ်ဒီလိုတွေခံစားနေရတာကကိုကယူသွတ်နေတာမဟုတ်ပါဘူးကိုကအားနည်းနေတာမဟုတ်ပါဘူးကိုယ့်ရဲ့ခန္ဓာကိုယ်ကတကယ်ဖိစီးမှုတွေအပေါ်တုံ့ပြန်နေတာဖြစ်ပြီးသူတို့ကိုဂရုစိုက်ဖို့ကိုယ့်ကိုတောင်းဆိုနေတာပါစိုးရိမ်ပူပန်ခြင်းအကြောင်းကိုဆက်ပြောရမယ်ဆိုရင်ကျွန်တော်တို့စိုးရိမ်ပူပန်နေတဲ့အခါအသက်ဝါဝရှူဖို့ခက်ခဲနိုင်တယ်။မူးဝေခြင်းသို့မဟုတ်စိတ်ရှုပ်ထွေးခြင်းတွေခံစားရနိုင်တယ်။အိတ်မပျော်နိုင်ဘူး။သို့မဟုတ်ရှင်းရှင်းလင်းလင်းအကြောင်းပြချက်မရှိဘဲစိတ်လှုပ်ရှားနေနိုင်တယ်။ဒီလိုအတွေ့အကြုံမျိုးရှိဘူးတဲ့ဆိုရင်ဒါဟာမင်းတယောက်တည်းမဟုတ်ပါဘူး။ဒါတွေဟာစစ်ပွဲနေရစွန့်ခွာရခြင်းဘေးကင်းလုံခြုံမှုမရှိခြင်းစတဲ့ပုံမှန်မဟုတ်တဲ့နာကျင်စရာအခြေအနေတွေအပေါ်ပုံမှန်တုံ့ပြန်မှုတွေပါပဲဒီတော့စိုးရိမ်ပူပန်ခြင်းတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲစိုးရိမ်ပူပန်မှုကိုထိန်းချုပ်ဖို့ရုပ်ရှင်းတဲ့နည်းလမ်းတစ်ခုကအသက်ရှူခြင်းကိုအသုံးပြုဖို့ပါပဲအသက်ကိုပုံမှန်အတိုင်းရှူတာမဟုတ်ပဲစနစ်တကျလေးရှူကြည့်တာမျိုးပေါ့၄ခွန်၈ဆိုတဲ့အသက်ရှူနည်းကိုအတူတူစမ်းကြည့်ကြရအောင်ပါဘယ်လိုရှူရမလဲဆိုတာကိုအရင်ပြောပြပါမယ်အရင်ဆုံးကိုယ်နှာခေါင်းကနေ၄စက္ကန့်ကြာအောင်လေကိုပြင်းပြင်းရှူသွင်းပါလေကိုရှူသွင်းနေတဲ့အချိန်မှာပဲကိုယ့်ရဲ့စိတ်ထဲကနေ1စက္ကန့်2စက္ကန့်စသဖြင့်မှတ်ပါ၄စက္ကန့်အတွင်းလေကိုအပြည့်ရှူသွင်းပြီးနောက်မှာ9စက္ကန့်ကြာအောင်အသက်အောက်ထားပါမယ်9စက္ကန့်ပြည့်တဲ့အခါမှာရှူသွင်းထားတဲ့လေကိုအမြန်ရှူထုတ်လိုက်တာမျိုးမဟုတ်ဘဲ10စက္ကန့်ကြာအောင်ပါးစပ်ကနေပြီးဖြည်းဖြည်းချင်းပြန်ထုတ်ပါမြင်သာအောင်ပြောရမယ်ဆိုရင်နှာခေါင်းကနေလေရှူသွင်းပါပြီးရင်အသက်အောက်ထားပါပြီးမှပါးစပ်ကနေလေကိုရှူထုတ်ပါရှူသွင်းတာက4စက္ကန့်အသက်အောက်တာ9စက္ကန့်ရှူထုတ်တာ10စက္ကန့်အသက်တစ်ခါရှူရင်စုစုပေါင်း19စက္ကန့်ကြာပါမယ်ဒီလိုအသက်ရှူတာကို3ချိန်လောက်လုပ်ကြည့်ရအောင်โอเคစမယ်လေကိုပြင်းပြင်းရှူသွင်းပါအောင်ထားပါပါးစပ်ကနေဖြည်းဖြည်းရှူထုတ်ပါနောက်တစ်ချိန်လေကိုပြင်းပြင်းရှူသွင်းပါအောင်ထားပါပါးစပ်ကနေဖြည်းဖြည်းရှူထုတ်ပါနောက်တစ်ချိန်လေကိုပြင်းပြင်းရှူသွင်းပါအောင်ထားပါပါးစပ်ကနေဖြည်းဖြည်းရှူထုတ်ပါဒီသေးငယ်တဲ့လှုပ်ရက်လေးကစိတ်တည်ငြိမ်မှုစီဥတည်တဲ့အစွမ်းထက်တဲ့ခြေလှမ်းတစ်ခုပါ
တခါတလေမှာစိုးရိမ်ပူပန်မှုကရုံမထွက်နိုင်တဲ့တန်တရားတစ်ခုလိုခံစားရတတ်ပါတယ်ဒါကများသောအားဖြင့်ဒီလိုဖြစ်တတ်ပါတယ်ကိုစိုးရိမ်တဲ့အကြောင်းအရာတစ်ခုခုကကိုနှိုးဆွလိုက်တယ်ကိုမှအဲ့လိုသာဖြစ်လာခဲ့ရင်ဆိုတဲ့ကြောက်စရာအတွေးတစ်ခုဝင်လာတယ်အဲ့ဒီအခါကိုယ့်ရဲ့ခန္ဓာကိုယ်ကတုတ်ပြန်တယ်နှလုံးခုန်မြန်လာမယ်တုန်လှုပ်လာမယ်အသက်ရှူမဝသလိုခံစားလာရမယ်အဲ့ဒီမှာမင်းကကိုယ့်ရဲ့အတွေးကြောင့်ဖြစ်လာတဲ့ကိုယ့်ခန္ဓာကိုယ်ရဲ့အဲ့ဒီတုတ်ပြန်မှုကိုတေချာနားမလဲပဲတကယ်ကြီးပိုဆိုးလာရင်ဒုက္ခပဲဆိုပြီးထပ်ဆိုးရင်တယ်ဒီလိုနဲ့အခြေအနေကပိုဆိုးလာတယ်ဒီတန်တရားကထပ်တလဲလဲဖြစ်နေပြီးစိုးရိမ်ပူပန်မှုကပိုပြီးကြီးထွားလာပါတယ်ဒီတန်တရားကိုဖြည်းဖြည်းချင်းဘယ်လိုဖျက်တောက်ရမလဲဆိုတာကျွန်တော်ပြောပြသွားပါမယ်အဆင့်တစ်အနေနဲ့ဘာဖြစ်နေလဲဆိုတာကိုသိအောင်လုပ်ပါဒါကစိုးရိမ်ပူပန်မှုပဲငါခန္ဓာကိုယ်ကငါ့ကိုကာကွယ်ဖို့ကြိုးစားနေတာတကယ်လို့များအန္တရာယ်တစ်ခုခုဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးတွေကြောင့်ငါခန္ဓာကိုယ်ကငါ့ကိုကာကွယ်ဖို့ကြိုးစားနေတာဒါကြောင့်အခုငါမှာဘာအန္တရာယ်မှမရှိဘူးဆိုတာကိုကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအရင်ဆုံးငြိမ်သက်အောင်လုပ်ပါကိုယ့်ရဲ့ဝင်သက်ထွက်သက်ကိုအာရုံပြုပါကိုယ့်ရဲ့လက်ကိုရင်ဘတ်ဒါမှမဟုတ်ဘိုက်ပေါ်တင်ပြီးပြောပါငါလုံခြုံတယ်ငါအသက်ရှူနေတယ်ဒီခံစားချက်ကပျောက်ကွယ်သွားလိမ့်မယ်အဆင့်3အနေနဲ့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုတည်ငြိမ်အောင်ထိန်းပါမျက်နှာပြင်တစ်ခုခုကိုထိကြည့်ပါမတ်တက်ရက်ပြီးကိုယ့်ရဲ့ခြေထောက်တွေကိုမြေပြင်ပေါ်ခံစားကြည့်ပါကိုယ်ထိတွေ့နိုင်တဲ့အရာတစ်ခုခုကိုကိုယ့်လက်ထဲမှာကင်ထားပါစိတ်ကောရုပ်ပါတည်ငြိမ်လာပြီဆိုရင်နောက်တစ်ဆင့်ကိုဆက်သွားပါတကယ်လို့ဘလို့မှစိတ်ကမတည်ငြိမ်နိုင်ဘူးဆိုရင်အောက်မှာဆက်ပြောမယ်စိတ်ကိုထိန်းချောင်းတဲ့အတိုင်းအရင်ထိန်းချောင်းပါပြီးရင်တော့အဆင့်၄အနေနဲ့ကိုယ့်ရဲ့အတွေးတွေကိုပြန်လည်ပြင်ဆင်ပါကိုမေးပါဒါကတကယ်ချင်းချောက်မှုလားဒါမှမဟုတ်စိုးရိမ်နေုံတက်လားဒီလိုမျိုးခံစားခဲ့ဘူးပြီးအဆင်ပြေခဲ့ဘူးလားဒီလိုခံစားနေရတဲ့တငယ်ချင်းတစ်ယောက်ကိုငါဘာပြောမလဲဒီလိုနဲ့ကိုယ့်ရဲ့အတွေးတွေကိုပြင်ဆင်ပါအဆင့်၅အနေနဲ့သေးငယ်ရိုးရှင်းတဲ့အရာတစ်ခုခုကိုလုပ်ပါကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားပါရေတောက်ပါကိုယ်လက်လှုပ်ရှားမှုလုပ်ပါကိုနူးညံ့စွာပြောဆိုပါဒီအဆင့်တွေတစ်ခုချင်းစီကိုစနစ်တကျလုပ်မယ်ဆိုရင်စိုးရိမ်ပူပန်မှုတန်တရားကိုဖျက်တောက်ပြီးကိုယ့်ကိုတည်ငြိမ်မှုစီပြန်ရောက်စေနိုင်ပါတယ်ခဏလေးအတွက်ပဲဖြစ်ပေါ်လေအခါတလေကြောက်ရွံ့ခြင်းကလွှမ်းမိုးသွားတဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်ကဒီမှာရှိနေစေအသက်ရှူနေစေအသက်ရှင်နေစေဆိုတာကိုမေ့သွားတတ်ပါတယ်ပစ္စုပန်နဲ့ခိတ္တကင်းကွာသွားတာပေါ့လေအဲ့လိုဖြစ်လိုက်တာကိုသိရတဲ့အခါမျိုးမှာဒီနီလန်းလေးကိုလှုပ်ကြည့်ပါရိုးရှင်းစွာမိမိခန္ဓာကိုယ်ကိုရှုမြင်ပြီးစိတ်ကိုထိန်းချောင်းနည်းလို့ခေါ်ပါတယ်ကျွန်တော်တို့အတူတူစမ်းကြည့်ကြရအောင်အရင်ဆုံးတက်တောင့်တက်တာရှိတဲ့အနေအထားနဲ့ထိုင်ပါဒါမှမဟုတ်လဲလျောင်းပါအစဉ်ပြေစိတ်ချရတယ်လို့ခံစားရတဲ့အခါကိုယ့်ရဲ့မျက်လုံးတွေကိုဖြည်းဖြည်းချင်းပိတ်လိုက်ပါဖြည်းဖြည်းချင်းအသက်ကိုရှူသွင်းရှူထုတ်လုပ်ပါအခုကိုယ့်ရဲ့ခန္ဓာကိုယ်စီအာယုံစိုက်လိုက်ပါခြေချောင်းတွေကနေစတင်ပါဘလို့ခံစားရလဲဆိုတာသတိထားကြည့်ပါဖြည်းဖြည်းချင်းလှုပ်ကြည့်ပါကိုယ့်ရဲ့အာယုံကိုခြေထောက်တွေစီကနေပြီးတော့ခြေချင်းဝတ်တွေစီရွှေ့လိုက်ပါကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကြမ်းပြင်သို့မဟုတ်ကိုယ့်အောက်မှာရှိတဲ့မြေပြင်ကြားကဆက်ဆက်မှုကိုခံစားကြည့်ပါအခုကိုယ့်ရဲ့အာယုံကိုခြေထောက်ဒူးပေါင်တွေစီပြောင်းလိုက်ပါခံစားရသမျှခံစားမှုသို့မဟုတ်တင်းမာမှုတိုင်းကိုစောင့်ကြည့်ပါဘာဆိုဘာမှမလုပ်ဘဲသတိထားကြည့်အောင်ပါပဲပြီးရင်ကိုယ့်ရဲ့ဘိုက်ရင်ဘတ်တွေစီအာယုံကိုဆက်ရွှေ့ပါအသက်ရှူလိုက်တိုင်းတဘာဝအတိုင်းဖောင်းလာတာနဲ့ပိန်သွားတာကိုခံစားကြည့်ပါစိတ်တွေလွင့်နေရင်လည်းကိစ္စမရှိပါဘူးကိုယ့်ရဲ့စိတ်ကိုခန္ဓာကိုယ်စီဖြည်းဖြည်းချင်းပြန်ခေါ်လာပါနောက်ပြီးကိုယ့်ရဲ့ပခုံးတွေကိုအာယုံစိုက်ပါပခုံးတွေကိုလျှော့ချလိုက်ပါပြီးတော့လက်မောင်းတွေလက်တွေလက်ချောင်းတွေအားလုံးကိုလျှော့ချလိုက်ပါနောက်ဆုံးမှာတော့လယ်ပင်မေးရိုးမျက်နာကိုသတိထားကြည့်ပါကိုယ့်ရဲ့ကြွက်သားတွေကိုနူးညံ့စေလိုက်ပါဘလို့တင်းမာမှုကိုမဆိုလွှတ်ချလိုက်ပါနောက်ထပ်ဖြည်းဖြည်းချင်းတက်ဝဝတစ်ချိန်ထပ်ရှူပါမင်းဒီမှာရှိပါတယ်မင်းလုံခြုံပါတယ်ပြီးတော့မင်းတယောက်တည်းမဟုတ်ပါဘူး
ကြောက်ရွံ့ခြင်းနဲ့စိုးရိမ်ပူပန်ခြင်းကလွှမ်းမိုးနိုင်တယ်လို့ခံစားရနိုင်ပေမဲ့သူတို့ကကိုယ့်ကိုတတ်မှတ်တာမဟုတ်ပါဘူးကြောက်ရွံ့ခြင်းတွေစိုးရိမ်ခြင်းတွေဟာအတိတ်ပဲမဲ့တဲ့အရာတွေမဟုတ်ပါဘူးတခါတလေတကယ်ကိုစိုးရိမ်စိတ်တွေလှုပ်ဆော်လာတဲ့ဆိုရင်အဲ့ဒါကတတိထားတဲ့အချက်ပေးတဲ့တစ်ခုပါမင်းအာယုံစိုက်ပြီးဖို့လိုအပ်နေတဲ့လိုအပ်ချက်တစ်ခုဖြစ်နေတာလည်းဖြစ်နိုင်တယ်တခါတလေမှာကိုတက်တာအောင်ကြိုက်တွယ်နိုင်တယ်ဒါပေမဲ့တခါတလေမှာတော့တယောက်ယောက်နဲ့ရင်ဖွင့်ပြောဆိုပြီးသူ့စီကအကြံဉာဏ်တွေစိတ်ခွန်အားတွေပြန်ယူတာကလည်းအလွန်ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်တကယ်လို့ခမည်းတော်မှာအဲ့ဒီလိုပြောဖို့လူမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ပေးစာကဏ္ဍကိုအသုံးပြုလို့ရပါတယ်ခမည်းတော်အနေနဲ့ကိုယ့်ရဲ့ခံစားနေရတာတွေကိုစာပို့ပေးုံနဲ့အဲ့ဒီစိတ်တွေကိုလွတ်ချလို့ရမယ်ကျွန်တော်တို့လည်းခမည်းတော်ရဲ့အတန်ကိုနားထောင်ပြီးခမည်းတော်ကိုလိုအပ်တယ်လို့တုံ့ပြန်ပေးသွားပါမယ်မင်းဟာကြောက်ရွံ့ခြင်းတွေရဲ့သားကောင်မဟုတ်ပါဘူးမင်းဟာမင်းရဲ့ခွန်အားမင်းရဲ့ခံနိုင်အားနဲ့မင်းရဲ့တိတ်ဆိတ်တဲ့မျှော်လင့်ချက်ပါမမေ့ပါနဲ့မင်းတယောက်တည်းမဟုတ်ပါဘူးမင်းပျက်စီးမနေပါဘူးမင်းဟာရိုးရှင်းစွာအသက်ရှင်နေုံနဲ့တင်ရဲရင်သူပါဒီနေ့ကျွန်တော်နဲ့အတူပူးပေါင်းပါဝင်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီအပိုင်းကသင်ကိုအထောက်အကူဖြစ်တယ်ဆိုရင်လိုအပ်နေတဲ့တခြားသူတယောက်စီကိုလည်းမျှဝေပေးပါသူတို့ကိုပြောပြလိုက်ပါမင်းတယောက်တည်းမဟုတ်ပါဘူး